ထိချင်ရဲ့ကိုဖြေကငါငဲမို့မေချန်ခဲ့တဲ့လွယ်စာရဲ့တစ်ဖက်ကကြည်ကွယ်လို့အလီယောင်ရေးလေးကငါတွေ့ရဲ့ရှုတစ်ကိုတွေ့လို့ဟောင်းကိုမေးတာထားရှိရောကြားခဲ့ဘူးတဲ့စကားကိုပြောင်းပြန်လေးကငါတွေ့လို့ဘယ်ကလာရှိတဲ့လက်ထပ်ပွေဆိုတွေ့ငါတွေ့ရလွယ်နောက်လူရင်နေမေးစပငါချစ်တဲ့ကလေး